ဇလန်းအစမှာတော့တွန်ခရူဟာခဏတာအနားယူဖို့အိမ်ထဲမှာရှိနေတုန်းရုတ်တရက်အပြင်ဘက်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။သူအပြင်ထွက်ကြည့်လိုက်တဲ့အခါလူတွေအားလုံးဟာကောင်းကင်ကိုကြည့်ပြီးအံ့အားသင့်နေကြတာကိုမြင်လိုက်ရတယ်။ကောင်းကင်မှာတော့ထူးဆန်းပြီးကြီးမားလာတဲ့တိမ်တိုက်ကြီးတွေဟာတစ်မြို့လုံးကိုလွှမ်းခြုံထားပြီးမုန်တိုင်းအတွင်ဆောင်နေပါတယ်။ထူးခြားတာကလေတိုက်နှုန်းဟာပုံမှန်မဟုတ်ပဲမုန်တိုင်းဗဟိုချက်စီကိုပဲပြန်ပြီးဆုပ်ယူနေတယ်လို့မျိုးဖြစ်နေတာပါ။ခဏကြာမှာတော့လေဟာရုတ်တရက်ငြိမ်သက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးအတန်တွေပျောက်ဆုံးသွားသလိုအေးဆက်တိတ်ဆိတ်သွားပါတယ်။ဒါပေမဲ့ဒီတိတ်ဆိတ်မှုဟာကြောက်စရာကောင်းတဲ့လျှက်စီးမုန်တိုင်းတစ်ခုရဲ့အစပဲဖြစ်ပါတယ်။လျှက်စီးတွေဟာသူ့ရဲ့အိမ်ရှိမှတင်ပြင်းပြင်းထန်ထန်စတင်ပြီးပစ်ချလာပါတော့တယ်။သူဟာသူ့သမီးလေးကိုခေါ်ပြီးအိမ်ထဲကိုအမြန်ပြေးဝင်ခဲ့ရတယ်။သူတို့နှစ်ယောက်လုံးဒီအခြေအနေဟာဘလောက်ထိကြောက်စရာကောင်းလဲဆိုတာအဲ့ဒီအချိန်မှာမသိသေးပါဘူး။လျှက်စီးတွေရက်သွားတဲ့အချိန်မှာတော့အိမ်ထဲကလျှက်စစ်ပစ္စည်းတွေနဲ့ဖုန်းတွေအားလုံးဟာအသုံးမရတော့ပဲပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်။သူအပြင်ဘက်ကိုထွက်ကြည့်တဲ့အခါမှာတော့တစ်မျိုးလုံးကမောက်ကမဖြစ်နေပြီးကားတွေအားလုံးလည်းရက်တက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီနောက်ချက်ကြောင်းနားမှာလျှက်စီးတွေအကြိမ်ပေါင်းများစွာထပ်ခါတလဲလဲပစ်ချခဲ့တယ်လို့သိရတဲ့အတွက်သူဟာအဲ့ဒီနေရာကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူရောက်သွားတဲ့အချိန်မှာတော့လျှက်စီးပစ်ထားတဲ့နေရာဟာအခိုးအငွေ့တွေထွက်နေပြီးအပူရှိန်ကြောင့်ကြောက်တုံးတွေတောင်အရေးပျော်နေတာကိုမြင်လိုက်ရတယ်။ရုတ်တရက်မြေကြီးဟာစတင်တုန်ခါလာပြီးမြေပြင်မှာအကြောင်းကြီးတွေထွက်ပေါ်လာပါတယ်။လူတွေအားလုံးကြောက်လန့်တကြားထွက်ပြေးနေကြပေမဲ့အများစုကတော့ဘာဖြစ်လာမလဲဆိုတာကိုရက်ကြည့်နေကြတုန်းပါ။ပြင်းထန်လာတဲ့ဆွဲအားကြောင့်လမ်းဘေးကချက်ကြောင်းကြီးဟာတဝက်ကနေကျိုးပြတ်သွားပြီးမြေကြီးထဲကိုပြိုကျသွားပါတယ်။မြေကြီးဟာအသက်ရှူနေတယ်လို့မျိုးနှိမ့်တုံမြင့်တုံဖြစ်လာပြီးမြေအောက်ထဲကတစုံတစ်ခုဟာအပေါ်ကိုအတင်းယုံထွက်ဖို့ကြိုးစားနေပါတယ်။ကားတွေဟာလည်းမြေအောက်ထဲကထွက်ပေါ်လာတဲ့အားတစ်ခုကြောင့်လေထဲကိုမြောက်တက်သွားပါတော့တယ်။အခုတော့အနေရကြီးစတင်ပေါ်ပေါက်လာပါပြီ။